မြို့လေးမှာဘယ်သူမှမသိရတဲ့ထူးဆန်းတဲ့လူသက်သမားတစ်ယောက်ပေါ်ပေါက်လာခဲ့ပါတယ်။သူဟာအမြဲတမ်းဘူးခွန်တွေထဲကနေရုတ်တရက်ထွက်ပေါ်လာတတ်တာပါ။သူ့လက်ချက်ကနေဘယ်သူမှအသက်မရှင်ခဲ့တာကြောင့်တမျိုးလုံးဟာကြောက်ရွံ့ထိတ်လန့်နေကြပါတယ်။ဒီကောင်လေးပေါ်လာတဲ့အထိအခြေအနေတွေကပြောင်းလဲသွားခဲ့တာမဟုတ်ပါဘူး။အဲ့ဒီနေ့မှာကောင်လေးဟာပါဆယ်ဖို့ဘူးတဖူးကိုကင်ပြီးထွက်လာခဲ့ရမှာလူမိုက်ကုန်းနှစ်ခုရဲ့အယောင်းဝယ်ဖြစ်နေတဲ့နေရာကိုမတော်တဆရောက်သွားခဲ့ပါတယ်။ကောင်လေးဟာအရန်ကြောက်လန့်သွားပြီးဘာမှမမြင်လိုက်ပါဘူးလို့အတင်းချင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လူမိုက်ကုန်းခေါင်းဆောင်ကလူတွေမှသာရှိုးဝက်ချက်ကိုထိမ့်သိမ်းနိုင်မယ်လို့ယုံကြည်တာကြောင့်ကောင်လေးကိုတပ်ပစ်ဖို့သူ့တပည့်တွေကိုခိုင်းစေခဲ့ပါတယ်။အသက်အန္တရာယ်ကြုံနေရတဲ့အချိန်မှာပဲထူးဆန်းတဲ့ဘူးသက်သမားဟာရုတ်တရက်ထွက်ပေါ်လာပြီးလေရဲကိုခုန်တက်ကလူမိုက်နှစ်ယောက်ကိုအလွယ်တကူနှိမ်နင်းလိုက်ပါတယ်။ဒါပေမဲ့ဒါဟာကောင်လေးအတွက်စိတ်အေးစရာဖြစ်မလာပဲပိုလို့တောင်ကြောက်လန့်သွားစေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘူးသက်သမားကိုမြင်ဖူးတဲ့သူတိုင်းအသက်မရှင်ရဘူးဆိုတာသူသိနေလို့ပါသူဟာကားမောင်းပြီးအတင်းထွက်ပြေးဖို့စူးစမ်းခဲ့ပေမဲ့လူမိုက်ကုန်းခေါင်းဆောင်ကကားထဲကိုလိုက်ဝင်လာပြီးသူ့ကိုပါခေါ်သွားဖို့ချိန်ချောက်ခဲ့ပါတယ်။တကယ်တော့အဲ့ဒီလူမိုက်ခေါင်းဆောင်ဟာလည်းဘူးသက်သမားကိုတေမတက်ကြောက်နေတာပါကောင်လေးဟာလီဘာကိုအကုန်နင်းပြီးအမြန်ဆုံးမောင်းပြေးခဲ့ပါတယ်။ဒါပေမဲ့ဘူးသက်သမားကတော့သူတို့ထွက်ပြေးသွားတာကိုဘာမှဂရုမစိုက်ပဲကြည့်နေခဲ့ပါတယ်။10 ကီလိုမီတာလောက်ဝေးတဲ့နေရာရောက်တော့ဘေးကင်းပြီလို့ထင်နေတဲ့လူမိုက်ခေါင်းဆောင်